တငယ်ချင်းကြီးစုံချင်းနဲ့ကြုံချင်းကာလမှာခဏလေးရင်းနှီးခွင့်ရတာကိုကျေနပ်တယ်လိုလို့ပဲတုံမလိုလို့ပဲမုံအတုံးနဲ့အမုံကြားကာလမှာခဏလေးပြုံးခွင့်ရတာကိုကျေနပ်ပါတယ်ချစ်လို့ပဲခေါ်မုံကြလို့ပဲမခေါ်ခေါ်ခြင်းနဲ့မခေါ်ခြင်းကြားကာလမှာခဏလေးပျော်ဝင်ခွင့်ရတာကိုကျေနပ်ပါတယ်စိတ်ရင်းရှိလို့ပဲတွေ့စိတ်ရင်းမရှိတော့လို့ပဲမိတွေ့ခြင်းနဲ့မေ့ခြင်းကြားကာလမှာခဏလေးတွေ့ခွင့်ရတာကိုကျေနပ်တယ်တကယ်တော့လောကကြီးထဲမှာအရာအလုံးကကံကြောင့်ပဲဖြစ်ဝတ်ကြွေးကြောင့်ပဲဖြစ်ခဏလေးတွေကြီးပဲဖွဲ့စည်းဖြစ်တည်နေတာပါလိုရင်တုံးမှာရပါတယ်မလိုရင်မုံမှာရပါတယ်ကံကြောင့်ဆိုလဲရတယ်ဝတ်ကြွေးကြောင့်ဆိုရင်လဲရပါတယ်ချစ်လို့ခေါ်လဲရတယ်မုံလို့မခေါ်လဲရပါတယ်စိတ်ရင်းရှိလို့တွေ့လဲရတယ်စိတ်ရင်းမရှိလို့မေ့လိုက်လဲရပါတယ်ခဏဆိုတဲ့အချိန်လေးဟာတန်ဖိုးရှိလာပါတယ်အဲ့ဒီတန်ဖိုးရှိတဲ့အချိန်လေးကိုတတိထားမစင်ခြင်းမိလို့ပုထုဇဉ်မိယူမိုက်တဲ့လမ်းတွေကိုတွင်ဖောက်ခဲ့ကြတာပါတနေထွက်တနေဝင်တယောက်လာတယောက်သွားအပြောင်းလဲနိယာမတရားကိုမေ့ထားမိခဲ့ကြတာကိုကအမားကြီးမှားသွားတာပါဒါကြောင့်လဲကိုလိုသူအတွက်ပဲဖြစ်မလိုသူအတွက်ပဲဖြစ်ခဏလေးကံရဲ့ကြုံခွင့်ရတော့မှလေအမုန်းအာဃာတစိတ်တွေနဲ့မဆက်ဆံပဲမေတ္တာနဲ့ပဲထားတတ်ဖို့ကျမတို့ကြိုးစားကြရမှာပါ